ဂျပန်နည်းပညာနဲ့ဆက်မဲ့ဆိုရင်မဆက်ခင်မှာတန်ချောင်းထိတ်ကလေးတွေမှာရှိတဲ့ဒီအမှုံမွားတွေတန်ကြီးတွေလုံးဝကင်းစင်တဲ့မူလတန်အသားတိုင်းဖြစ်အောင်ထိတ်ကိုတိပေးရပါတယ်တိတဲ့အခါမှာလည်း60ဒီဂရီဖြစ်အောင်တိရတာပေါ့နော်တိပြီးတော့မှအဲ့ plane လေးမှာကျွန်တော်တို့က PS ring ခေါ်တဲ့တန်ချောင်းအချင်းချင်း molecule တွေဆက်တဲ့နောက်ဆုံးဘောနည်းပညာနဲ့ထုတ်ထားတဲ့တတ်တုဝင်လေးပါတော့ပစ္စည်းတစ်မျိုးကိုဆွတ်ရပါတယ်ဆွတ်ပြီးမှသာလည်းကျွန်တော် pressure ပေးပြီးတော့ဒီ molecule ဆက်ဖို့အတွက်ကိုလုပ်ရတာပေါ့နော်ဒီတကယ်တမ်းမီးအပူပေးတာကတော့စက္ကန့်60တဲ့မကျော်အောင်အပူပေးပြီးတော့ကျွန်တော်တန်ချောင်းကိုဆက်တာပေါ့ဒါဂျပန်မှာနောက်ဆုံးထွက်ပေါ်လာတဲ့ငလင်းနည်းပညာခံတဲ့တန်ချောင်းဆက်နည်းပညာပေါ့အခုပထမဆုံးအစီအစဉ်ကတော့ဒီတန်ချောင်းထိတ်ကလေးတွေကိုကျွန်တော်ကတိပေးနေတာတလမ်းမလောက်ပဲတိရတာပါအပေါ်ရန်အမှုံမွားအမိုက်တွေပိုင်နေတန်ချောင်းက molecule မဆက်ပါဘူးသူ့ရဲ့မူလအတန်အသားအသစ်အတိုင်းဖြစ်တဲ့ level လေးရောက်အောင်ဖန်တီးပေးရတာဖြစ်ပါတယ်အဆင့်နေရတော့တန်ချောင်းထိတ်ကလေးတွေကိုတီးပြီးသွားလို့ရှိရင် pressure နဲ့ socket နှစ်ခုနဲ့အပေါ်တန်နဲ့အောက်တန်ကိုတဲတယ်လေးဖြစ်အောင်ချိန်ပြီးတော့ pressure နဲ့လုပ်မှာပေါ့ခုန PS ring လေးကြားခံပြီးတော့ pressure နဲ့လုပ်တဲ့အခါမှာသူက pressure တွန်းအားရှိတယ် pressure တွန်းအားနဲ့တွန်းပြီးတော့မှသူက molecule ချင်းဆက်အောင်မှန်နေတာပေါ့အခုဒီ pressure တွန်းအားသွားမဲ့ socket နှစ်ခုကိုတခါတည်းချိတ်ဆက်ပြီးတော့တက်နေတာဖြစ်ပါတယ်ပထမဆုံးအဆင့်အနေနဲ့တန်ချောင်းကိုမကောင်းတဲ့အပိုင်းကိုဖြတ်ထုတ်ပြီးသွားပြီအပေါ်တန်ချောင်းအောက်တန်ချောင်းတစ်ခုကိုလည်း socket နဲ့တက်ပြီးသွားပြီပြီးတော့ကျွန်တော်တို့ကအခုန PS ring ခေါ်တဲ့တန်ချောင်းအချင်းချင်း molecule ဆက်နိုင်တဲ့တတ်တုခွင်းလေးပါတဲ့အပေါ်ပစ္စည်းလေးကိုတက်လိုက်ပါပြီကျွန်တော်တက်ပြီးသွားပြီမကြခင်မှာပဲကျွန်တော်တို့ကစက္ကန့်60တဲ့မကျော်တဲ့ဒီအပူလေးနဲ့ပေးပြီးတော့ကျွန်တော်တန်ချောင်းဆက်မှာဖြစ်ပါတယ်အဲ့ဒါတော့နောက်ဆုံးအဆင့်ပါနောက်ဆုံးအဆင့်ပေါ့ဗျာနောက်ဆုံးအဆင့်ကတော့စက္ကန့်60တဲ့မကျော်တဲ့အချိန်လေးနဲ့ဒီအပူပေးလိုက်တာပေါ့အဲ့တော့အဲ့ဒီကြလို့ရှင်တော့ကျွန်တော်ကတန်ချောင်းရဲ့ composition တွေမပြောင်းဘူး yeast strength မပြောင်းဘူး tensile မပြောင်းဘူး elongation မပြောင်းဘူး ductility မပြောင်းမဲနဲ့တန်ချောင်းရဲ့ quality ဘူးရေး quality တိုင်းတန်ချောင်းကတသားတည်းဖြစ်ပြီးတော့ molecule တွေဆက်သွားတာပေါ့အဲ့တော့ဂျပန်နိုင်ငံမှာဒါနောက်ငနေလှုပ်တဲ့အခါမှာခံနေရှိအောင်တုံထားတဲ့နည်းပညာဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ king construction ရတဲ့ဒီနည်းပညာကိုယူပြီးတော့အခုစပြီးလုပ်နေပါပြီအဲ့တော့ဒီနည်းပညာကတော့မြန်မာနိုင်ငံမှာအထက်မြင့်များစွာအခုလက်ရှိလုပ်နေတဲ့နည်းပညာလည်းဖြစ်ပါတယ်မူလတန်ချောင်းဟို binding wire လေးနဲ့ခြိပြီးဆက်တဲ့နည်းပညာထက်အများကြီးကောင်းတဲ့နည်းပညာဖြစ်ပါတယ်အဲ့တော့တစ်ချိန်လုံးကတော့ဒီနည်းပညာကကမ္ဘာမှာမပြတ်သေးဘူးပေါ့နော်အခုဂျပန်ကဒီနည်းပညာကိုဖြန့်ချိလိုက်တဲ့အခါမှာကျွန်တော် king construction ကတော့စတင်ပြီးသုံးနေတဲ့ဖြစ်တဲ့အကြောင်းကိုပြောကြားလိုပါတယ်